السلام عليكم ورحمة الله وبركاته. خلونا نشوف فيديو المباراة سوية. لا تنسى اللايك والاشتراك والصلاة على سيدنا محمد فتكسب حسنة وتكسبني حسنة. وبنهاية الفيديو بإذن الله تعالى نتكلم عن هاي المباراة. Pero machine Harry line Harry Yamale Mochi Emery watch a sheet dog a journal Syria de me let you warm your Koyachita let you buy Syria de Libo Mocha Tabi if a red a sherry that's what I can repeat her Syria de Yala mess you at Harry Harry Lacan go become young whether they shimmy marino Syria de Timian Lare that's it Zamon Kuani, Harry, shall I queen you Gomodo, so tapio, Syria didn't do a Usang or to big every left pare? Bigger, the bought in a poison, let them go ya, Pinane, Harry. The poison, my yalla queen you or Gomodo, so tapio, Syria de or Usang gave left pare, coincident. Pues Sariaro, Afghan Kansas go, Toka people, Jordani, Harry, let you yalla queen you, Yadro, Gomodo, so tapio. Syria တဲ့ကိုတော့လက်ရှိချိန်မှာဥဆောင်စေခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုဆက်ဝင်ရေး။ရင်တွေကအတိုင်းပဲစီးရီးယားအသင်းရဲ့တကယ်ကိုလျင်မြန်တဲ့တိုင်စီးရီးယားအသင်းကပဲကောင်းတဲ့ချဝေးထားသေးတယ်။ရသေးတယ်များ။စီးရီးယားအသင်းပဲညာချောင်းထုတ်ဝေးထားတယ်။အရှရီအေးရတဲ့ဘက်လိုက်တဲ့မြောက်ဝေးထားသေးရဲ့။ပိတ်ပြီ။စော်ပိုင်းရဥဆောင်ကိုတွေ့ခဲ့ဂျွန်မက်ခွန်အဲဒီပဲဖြစ်ပါတယ်။ဒီချိန်သူရဲ့ပိတ်သွင်းစာဝရီကနေထားတယ်ကိုသမားအာဆန်ဟာပြန်ရောက်သွားဖြစ်ပါတယ်အဂျီဇန်လူပိမိုင်းအမြအာဖဂန်နစ္စတန်ကပြန်ရောက်သွားသေးတယ်ကြာဝဲခင်ဗျအေဖာရက်ပဲတောက်လျှောက်ရလာတယ်အေဖာရက်အရာတွေကိုပဲဝင်လာပြီအေဖာရက်လက်ခံပြီဒီချိန်မှာလေအာဖဂန်တင်းရဲ့အနေငယ်တွေ့ဝင်နေတဲ့အနေထားမှာတော့အေဖာရက်ရရှိလာတဲ့အခွင့်အရေးကိုအကောင်းဆုံးတုံးချဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်တယ်အများဒါပေမဲ့သူ့ရဲ့ဘယ်ချိန်ကန်ချက်ကကိုယ်တိုင်နဲ့အနေငယ်ဆိုသလိုပဲဝေးကွာသွားခဲ့ရတော့မြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်ခွင်းစီနဲ့အာဖဂန်တင်းရဲ့ခံစစ်ကတော့ကျွန်တော်သွားတယ်အာဖဂန်နစ္စတန်ရသည်အမြတ်တယောက်ကိုကြော်ထားတယ်ရှာသည်အမြတ်ဟာမင်းရတဲ့ဘက်ဖြတ်ချိုးပေးထားသေးတယ်အာဖဂန်နစ္စတန်ရသည်လက်ကန်ပြီအာဖဂန်နစ္စတန်တင်ရတော့ခြေပါကိုပြန်လဲရရှိဖို့အတွက်ကြိုးစားခဲ့ရပဲဖြစ်ပါတယ်ဒီနေ့မှာအရှရီအဝတ်အဂျဆန်သူတို့ပေးထားတယ်အော်ရာတယ်မြအော် area တွေဖန်တီးပေးထားတယ်တကန်နေဆီယာတင်ရတော့ညာချမ်းကနေရရှိလာတဲ့အခွင့်အရေးကိုတော့မိုဟာမက်အယ်ဟဂျီဒီအပြင်ဘက်ကနေအဆုံးတက်ခဲ့ရတယ်ဖြစ်ပါတယ်ဒါပေမဲ့လည်းအယ်ဟဂျီရဲ့ကန်ချက်ကတော့တော်လေးအားများနေခဲ့ပြီးတော့ဒူရီယာဥဆောင်အာဖဂန်တေမဲအော်ဇဟီရရဖန်နီပေးထားတယ်တင်ပေါ်တင်ရှိမနေဘူးခင်ဗျညာချမ်းဂျာဝီလီခါနီပဲလက်ကန်တယ်ဟိုမှာအာဆန်ကာဝယ်ထားခင်ဗျအာဖဂန်တင်းပဲပြန်ထားသေးတယ်ချာဝီအာဖဂန်တင်းရဲ့ချီပါဝေးရရှိဖို့ကြိုးစားနေမှုတော့ကျွန်တော်တို့မြင်တွေ့ထားခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့လည်းဘုသမားညာချမ်းမှာရှိနေ HRC ကိုပေးထားခဲ့ပြီမယ်လေရတာတည်ခင်ဗျစီရီယာတင်းအချစ်ဆန်ပဲလက်ကန်တယ်ဆီရီးယားတင်းရဲ့ဒီကစားမအချစ်ဆန်ဒီတမောတော့ကွန်နယ်ဇာမဆာဝရီကန်မှာလည်းဖြစ်ပါတယ်ဆာဝရီကန်ပေးထားတယ်ပိတ်တယ်ထကန်တယ်ခင်ဗျာဒါမဲ့လေဒီချိန်မှာလည်းအာဖဂန်တင်းရဲ့ဒီတမောနေလိုလာတဲ့အမားရီယာနေအာဖဂန်တင်း
နောက်ထပ်သွင်းကိုတွေထပ်မံခွင့်မပြုပေးရအောင်တော့ဒီထက်ပိုပြီးတော့ခံစစ်ပိုင်းကပြီးပြူကစားဖို့လိုအပ်နေရလဲဖြစ်ပါတယ် Efra ရထားတယ်မြ Efra ပဲ Efra ကန်နေကိုပြီခင်ဗျာလက်ကြီးချိန်မှာတော့ကျွန်တော်ပြောနေရင်းနဲ့ပဲအာဖဂန်တင်းခံစစ်ထပ်မံအမှားယွင်းပြုလုပ်ခဲ့ပြီးတော့လူလူချိုရှိနေတဲ့ Efra အတားရပဲကိုသမားမမိုဟာမက်မူစတာဖာရောကြော်ပြီးတော့အကောင်းမွန်သောလှလှပပသွင်းယူပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ် Go for seal. Element 9, Ahmed Effer. အာဖဂန်နစ္စတန်တင်းရဲ့လူကျွန်ထောင်ချောက်ကတော့လက်ကြီးချိန်ကြီးအလုံးဖြစ်ချင်းမရှိသေးဘဲနဲ့ဆီးရီးယားတင်းရဲ့တိုက်စစ်မှုတွေအချင်းချင်းခါခါကိုအခွင့်အရေးလူလူချွတ်ကန်ကိုရနေရလဲဖြစ်ပါတယ်ဒီချိန်မှာလည်းရလာတဲ့အခွင့်အရေးကို Efrat တတရာပဲပြန်မဲ့ဂိုးသမားကိုမပြီးတော့အကောင်းမွန်ဆုံးအဆုံးသတ်ခဲ့ရလဲဖြစ်ပါတယ်ကိုင်းစီလက်ကြီးချိန်မှာတော့အာဖဂန်တင်းရဲ့ခံစစ်အမှားယွင်းနေရနေဆီးရီးယားတင်းကတော့ကောင်းမွန်ဆုံးသုံးချပြီးဒုတိယမြောက်ဦးဆောင်ကိုရှာဖွေ နော်ဇေဟီရှိုးပဲကနေထားတယ်တော်လီအနေများတဲ့အနေထားဖြစ်ပါတယ်မူစတာဖာစီတီမော်လေဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ခင်ဗျာတောင်းကမော်နီကပဲချပေးထားသေးတယ်အလီခါနီအရာတွေဝယ်ဖြတ်တင်ပေးထားရလက်ကန်နေနောက်တော့မန်ကနေဘယ်ဂျင်နဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့အချင်းကြည့်နေတယ်ဆော်ရီပဲရသေးတယ်မြအရာတွေဝင်လာပြီးပြတ်ချိုးပေးထားတယ်ရှာသေးတယ်မြအာဖဂန်တင်းခြေထဲမှာပဲရှိနေသေးတယ်မာတာဆလန်ကန်နေတကယ်ကိုကောင်းမွန်နေကန်ချက်ပါအာဖဂန်နစ္စတန်တင်းအတွက်ခြေပေါက်ကိုပြန်လည်ရရှိဖို့အတွက်နာဇာအာမက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်။သူမအာဇတ်ဟာဆန်ရဲ့လက်အောက်မှာကြာဆုံးသွားခဲ့ရလည်းဖြစ်ပါတယ်။ ကွင်းစီတကယ်ကိုကောင်းမွန်လာတဲ့အာဆန်အဆန်ရဲ့ကာကွယ်မှုတစ်ခုပဲဖြစ်ပါတယ်။ကဲသွင်းယူခဲ့တဲ့နာဆာအာမက်ရဲ့ကန်ချက်ကလည်းတော်တော်လေးကောင်းခဲ့သလိုအာဆန်ဟာဆန်ရဲ့လက်ဆွမ်းကလည်းတကယ်ကိုထိတ်တန်းနေထားရီယာတင်းဟယ်ရီရီနောက်ဒီဆေးမီဘောလုံးရယူထားရင်မြဟယ်ရီရီတော့ဆွတ်တက်လာပြန်မြအရှရီဘကူအာအချီဆန်ရိုဒိုကနေပေးထားတဲ့ Efra လူလူချွတ်ချွတ်မြ Efra ကန်နေဒီချိန်မှာလဲဆီးရီးယားအသင်းရဲ့တိုက်စစ်မှု Efra လူလူချွတ်ချွတ်ကန်ခွင့်ရခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့လဲသူအနေနဲ့လူဂျိုနေထားမှာရှိနေခဲ့ပြီးတော့အာဖဂန်တင်းတတရသွားခဲ့လို့ပဲဆိုရမှာဖြစ်ပါတယ် Efra ရလာတဲ့ခွင့်ရကိုကောင်းမွန်ဆုံးသူငွေရယူဖို့ကြိုးစားခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့လဲထိချက်မမှန်ခဲ့တာကြောင့်ကိုလိုမော်နဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်အားသာမနာရှင်ပေးတယ်မယ်ခင်ဗျာလက်ရှိချိန်မှာတော့အာဖဂန်တင်းနဲ့ဆီးရီးယားတင်းတို့ရဲ့ပရမိုင်းပွဲစားချိန်45မိနစ်ကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်ပရမိုင်းပြီးဆုံးသွားချိန်မှာတော့ဆီးရီးယားတင်းက2ဂိုးဂုံးဂျရာတီရဲ့အာဖဂန်တင်းမှာတောက်ချဆွဲဝင်လာပြီနောက်ပြန်ချပေးတဲ့ဂျာဝီအလီခါနီခောက်ထားတယ်မြအလီခါနီပဲဂျာဝီလက်ကန်နေအလီခါနီထက်ကန်နေဒါပေမဲ့လည်းအလီခါနီခွင့်ရခဲ့ပြီထားပေးတယ်ဆီးရီးယားတင်းမှာပြန်ရထားခဲ့ရပဲဖြစ်ပါတယ်အမူစတာဖာတို့ပေးရတဲ့အရှူလိုက်နေမဲ့အရှူပဲအရှူခွင့်ရယူဖို့ကြိုးစားခဲ့ပေမဲ့လည်းအာဖဂန်တင်းရဲ့အလလီညာချမ်းမှာရှိနေတဲ့ဟယ်ရီစီကိုမြောက်ထုတ်ပေးထားတယ်ဟယ်ရီအရှူပဲတို့ပေးထားတယ်မြဟယ်ရီပြခောက်ထားတယ်ဟယ်ရီပဲခွင့်ရတော့ရရှိခဲ့ခြင်းမရှိဘူးမြပြန်မြောက်ထုတ်ပေးတယ်အရှူကန်နေဆီးရီးယားတင်းရဲ့ညာချမ်းအတွဲပဲဖြစ်တဲ့ဟယ်ရီနဲ့အရှရီတို့ Faraj တော့ရှော့ပဲဆွဲတက်လာတယ် Faraj ရသေးတယ်မြ Faraj ရောက်ကိုကြောလာတယ် Faraj ပဲချိန်ကြည့်နေတယ်အေးရတဲ့ဝက်ဖြတ်တင်ပေးထားတယ် Ashri ပဲရချထားပေးသေးတယ်လက်ကန်နေဒီဘုံပဲရှိနေသေးတယ်မြကွင်းလက်တန်ကတော့ဒီချိန်မှာအာဖဂန်နစ္စတန်အသင်းကိုပြတ်တော့မတတ်မှတ်သေးတယ်မြ။ညာချန်တော့ရှော့ကပဲအေးရတွေပဲဖြတ်ချိုးပေးတယ်။အာဖဂန်နစ္စတန်အသင်းရဲ့ခံစစ်ကိုတော့မကြောက်ဘူးခင်ဗျ။လိုက်နေတဲ့ Farad ရသေးခင်ဗျ Farad ပဲဒီချိန်မှာအာဖဂန်နစ္စတန်အသင်းရဲ့ခံစစ်ကစားသမားတွေတဲ့တောင်မော်ကန်နေထားတယ်။အဂျီဆန်အေးရတွေပဲဖြတ်တင်ထားတယ်။
ကိုလုံးဘောဖြစ်နေတာကျင်းနေခဲ့ရတာဖြစ်ပါတယ်နန်တင်းကပဲလက်ပြဘောပြန်နေမြောက်ခွင့်ရဖြစ်ပါတယ်အာဖဂန်နစ္စတန်တင်းပဲရသေးတယ်မြောက်တယောက်ကိုကြော်လာတယ်အေယာထဲမှာပဲလက်ကန်နေဒါမဲ့လေကိုလုံးမအာဇက်ဟာဆန်အကောင်းဆုံးပုံစံနဲ့အမြောက်ဦးဆောင်ကိုတွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ချီဘာကိုရရှိဖို့အတွက်အာဖဂန်နစ္စတန်တင်းရဲ့ခန်းစစ်ကစားသမားမိုဂျစ်အမ်ရီစူးစမ်းခဲ့ရလည်းဖြစ်ပါတယ်ဒီချိန်မှာဆိုတော့ဆီးရီးယားတင်းပဲရတယ်မြာFarad Farad ကိုရခင်ဗျာဒီချိန်မှာလေအာဖဂန်နစ္စတန်တင်းရဲ့ခန်းစစ်ကစားသမားတွေရှင်တော်မပြတ်မသားရဲ့အကြောင်းဆီးရီးယားတင်းရဲ့အသင်းကောင်းဆောင်အရှရီတတိယမြောက်ဦးဆောင်ကိုတွင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်အာဖဂန်နစ္စတန်တင်းရဲ့ခန်းစစ်ကစားသမားတွေ မျောလင်းချက်ဝေဝါးနေခဲ့ဖြစ်ပေမဲ့လည်းလောက်ဆရာရှိရဲ့အလုပ်ကိုတော့ဆီးရီးယားတင်းကောင်းမွန်စွာလုပ်နေခဲ့ရလဲဖြစ်ပါတယ်။မူစတာဖာတချို့တက်ကနေပေးထားတယ်။ဟယ်ရီလိုက်ရဖြစ်ပါတယ်။ဟယ်ရီပဲရာလာတဲ့ဗျဟယ်ရီတောက်ထဲပဲဟယ်ရီဟိုပြချထားပေးတယ်မူစတာဖာကန်နေဟယ်ရီရလာတဲ့ခွင့်ရကိုကိုရိုင်းဆုံးမတက်ခဲ့ပဲနဲ့နောက်ကနေလိုက်ပါတဲ့ကွင်းလက်ကစားသမားမူစတာဖာကိုကန်ဝင်ပေးရလဲဖြစ်ပါတယ်။မူစတာဖာကလည်းပြလှလှနဲ့အဆုံးတက်ခဲ့ပေမဲ့လည်းသူကန်ချက်ကတော့အားများနေခဲ့ပြီးတော့ကိုလွန်ဘောနေတာအဆုံးတက်ခဲ့ရတာလည်းဖြစ်ပါတယ်အာဖဂန်တင်းရဲ့ခန်းစစ်မှာတော့တော်တော်လေးလူနေနေခဲ့ပြီးတော့ဆီးရီးယားတင်းရဲ့တိုက်စစ်ကစားမတွေရအောင်အာဖဂန်တင်းရဲ့ဂိုးရာတီရဲ့ခင်ဗျဆီးရီးယားတင်းမဲရှရီလက်ကန်နေဒီပွဲစဉ်ညနေ4 နာရီအချိန်မှာရှင်မြန်ကစားမှာဖြစ်ပြီးတော့3 နာရီကွင်းမှာလည်းလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ခြင်းတို့အိမ်ကနေလည်း TV Channel ကနေပြုံးပလေးစပေါ့ YouTube Channel တွေကနေလည်းကြည့်ရှုပေးကြဖို့ကျွန်တော်တို့ဖိတ်ခေါ်လိုက်ရပါတယ်ဝင်ရခဲ့တယ်လို့ကြံရှိနေသေးရဲ့အုပ်စုခုနှစ်စုခွဲပြီးတော့ကစားနေတဲ့ထဲကနေပြီးတော့အသင်း9သင်းရတာဝင်ရောက်ရှင်ပြန်ရမှာလည်းဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့ဆီးရီးယားအသင်းမရတယ်ခင်ဗျာဆီးရီးယားအသင်းမအေးရမှာဝင်လာပြီးတော့လက်ကန်နေကွင်းစီဒီချိန်မှာလည်းဟယ်ရီပဲဖြစ်ပါတယ်။တော့ရှော့အာဖဂန်တီဆီးရီးယားတင်မတယောက်ကိုကြော်ထားရသေးတယ်မြအေးရတွေပဲဝင်လာတယ်လိုက်တင်မချပေးထားသေးတယ်အာဖဂန်နစ္စတန်နဲ့ခန်းစင်းနေတော့မလွတ်ဘူးခင်ဗျာနာဆာအာမန်လက်စီလိုက်ပါလာရင်မဲ့အရွယ်ကနေပေးထားတယ်အာဖဂန်တင်းမဲရာတီမကန်နေကိုဘီခင်ဗျာလက်ရှိချိန်မှာတော့အာဖဂန်တင်းခန်းစစ်ကနာဆာအာမန်ရဲ့တိုက်စစ်တီလိုက်ပါပြီးတော့ဖန်နီပေးထားမှုကနေမြန်မာတင်းနဲ့ပွဲစဉ်မှာလည်း3 ဂိုးတကိုရယူထားနိုင်ခဲ့တဲ့နော်ဇဟီဒီချိန်မှာလည်းالحمد لله رب العالمين انتصر منتخبنا على منتخب أفغانستان وبذات المجموعة وقبلنا بساعات فقط انتصر منتخب عمان على منتخب نيبال لا يزال منتخب عمان هو المتصدر ولا نزال نحن نفرق عن المتصدر 3 نقاط ولا يزال لدينا مباراة أمام ميانمار ولا يزال منتخب عمان عنده مباراة أمام ميانمار لازم احنا نفوز بمباراتنا المقبلة امام ميانمار ولازم عمان يخسرون من ميانمار وبعدين لسه مو اكيد بده يصير في هنالك فارق اهداف وما فارق اهداف يعني الامل بصراحة ضعيف جدا بالتأهل من هاي المجموعة لانه ما يتأهل سوى المتصدر لكن لا يزال هنالك امل وما تعرف ايش يصير في كرة القدم منتخبنا بهاي المباراة قدم أداء جميل قدم أداء جيد منتخبنا الناشئ كما قلنا لكم بأول مباراة رح يتحسن أداؤه من مباراة إلى أخرى في هاي البطولة لأنه أولى المباريات كان مرهق فيها جدا من سوء التحضير وأيضا من السفر فبأول مباراة لعبناها أمام نيبال كان منتخبنا وصلان قبل هاي المباراة ب 12 ساعة فقط إلى دولة ميانمار
هاي بأولى المباراة أمام نيبال. فكل مباراة نلعبها يعني كل مباراة بهاي البطولة يتحسن منتخبنا فيها أكثر. حاليا الحمد لله عندنا استراحة 4 أيام، بعدين راح نواجه المنتخب الميانماري، لأنه كل منتخب عنده استراحة بهاي البطولة. احنا استراحتنا قبل منتخب ميانمار، بينما المباريات اللي لعبناها سابقا كل يومين مباراة. حاليا عندنا 4 أيام راحة، بعدين راح نلعب أمام المنتخب الميانماري في آخر الجولات. فننتظر مباراة ميانمار وعمان إن شاء الله، يا رب الله ينصر فيها ميانمار على المنتخب العماني. سامحوني يا عمانيين، لكن مشان نتائج وحسابات منتخب سوريا. بعدين إن شاء الله الله ينصر المنتخب السوري بمباراته الأخيرة على المنتخب الميانماري حتى يتأهل منتخبنا كمتصدر للمجموعة. الأمل ضعيف لكن الأمور تحدث. منتخبنا اليوم قدم أداء جيد، قدم مستوى جيد دفاعيا هجوميا. اللاعب أحمد الفرج ما شاء الله رقم 9، بنية جسمانية قوية. اللاعب عبد الهادي حريري مكسب كبير للكرة السورية على مهاراته وعلى مراوغاته وعلى سرعاته. اللاعب محمد الجاسم رقم 10 ما شاء الله أداء كبير. اليوم الحارس أسد حسن اليوم بيضها بصراحة بخلاف باقي المباريات. فاليوم ما شاء الله عمل تصديات حلوة وجميلة. يعني بصراحة منتخبنا اليوم أفضل وقام يتطور مباراة عن مباراة. بس والله هذا كان فيديو اليوم. السلام عليكم ورحمة الله.